မိမမင်းရဲ့သားကိုအောင်စင်းလျှောက်ခိုင်းပါလားကွာအမလေးမလျှောက်ခိုင်းပါဘူးတော့ကျုပ်သား6တွေပူကုန်မှာပေါ့မင်းကြက်လိုလိုက်အဲ့ခွေးမသားမွေးစားသားကိုအဲ့လိုမပြောပါနဲ့ကျမဖေဝင်စားတဲ့ကလေးလေးကိုမင်းဖေကကျွဲအဲ့ကောင်ကခွေးဘယ်လိုလုပ်ဝင်စားမှာတော့လမ်းလျှောက်ပုံအားစားကျမဖေနဲ့တပုံစံနဲ့ပါတော့၄ဘက်ထောက်ပြီးသွားတာဟာခွေးပါဆိုမှ၄ဘက်မထောက်လို့လူတွေလိုမတ်တက်ရပြီးသွားမှာလားမမကြီးနောက်မှဆော့ပါဗျာတစ်တော့ဆော့တော့အရင်မကြည့်ပါဘူးမြတ်တာစိတ်မမပဲပြေးတာလေမမကြီးတစ်တော့နောက်မှဆော့အရင်ဆုံးမြတ်တာစိတ်လေးရိုဖိတ်ရအောင်ဘယ်လိုလာမလို့နဲ့နောက်ဆုံးအကိုကြီးငါကိုကြီးအကိုကြီးဆိုင်ကကြီးလားဆိုင်ကကြီးသွားမလားအကိုကြီးညောင်းလားမဆက်သွားမလား KTV သွားမလားတချင်းစုံမလားမရှေ့ဟိုင်းရပါရင်လည်းမသိဘူးအဲ့ဒါကားလေလူမသားတွေစီးတာပေါ့တားလို့စင်မသားတွေရောစီးလို့မရဘူးလားဘယ်လိုလို့စီးလို့ရမှာတော့ဒီဝိတ်ကြီးနဲ့တက်နေလိုက်လို့အကုန်ပြားကုန်မှာပေါ့ဟဲ့တားလို့လေစင်မသားတွေစီးတဲ့ကားဝယ်ပဲအမလေးတောင်းဆိုတတ်တယ်နော်လူမသားတွေစီးတဲ့ကားတေးသေးလေးတောင်ဒီလောက်ဈေးကြီးတာငါတို့စင်စီးတဲ့ကားဆိုရင်ပြောမနေနဲ့တင်းဝယ်မယ်ဟေ့ငါသိကျင်တဲ့သတင်းပါလားပါတယ်ဒီနေ့ညငါတို့အိမ်မှာလှုပ်ရှားမယ်အေးဒီနေ့ငါသခင်ရဲ့အိမ်မှာ9ကျော်15တုံးကျော်တယ်ဆက်ပြောသူတို့မိသားစုတွေညစာစားတာ6တုံးပဲကုန်တယ်ကျန်တဲ့9တုံးကိုလူအိမ်ထဲမှာထည့်သိမ်းထားတယ်လူအိမ်ရှိမှည7:00နာရီတိတိ